Hello အားလုံးပဲမင်္ဂလာပါခုကတော့ BNN နဲ့မြန်မာနဲ့ဝယ်ကြည့်ပြီးတော့ပြန်လာတော့မြန်မာ BNN 2စီးနဲ့ရှုံတော့တယ်ဒါပါဒီနေ့ကမြန်မာနဲ့ BNN နဲ့ဝယ်ကြည့်ပြီးတော့ပြန်လာတော့ခုကချွန်ဘူရီမှာပါတော့ချွန်ဘူရီမှာညမိတ်ပဲနဲ့ဖတ်တရားကိုဆက်သွားမှာဖြစ်ပါတယ်ခုကကားဆောင်နေတာဖြစ်ပါတယ်မြန်မာကတော့ BNN ကို2စီးနဲ့ရှုံပြီးတော့အုပ်စုဆင်းကနေထွက်သွားခဲ့ရတယ်ဆိုတော့ဖိလစ်ပင်းကလည်းမလေးရှားကို5စီးနဲ့လိုက်တော့အုပ်စုဆင်းကနေပဲမြန်မာကနှုတ်ဆက်ထွက်သွားခဲ့ရတယ်ဆိုတော့ခုကတော့ပတ်တရားရောက်ပါပြီကျွန်တော်အိမ်မက်နေအောင်သွားမလို့ပါအိမ်မက် hostel သွားမလို့ပါဆိုင်ရဆောင်နေဖြစ်ပါတယ်လက်ဖင်မနေ့ပတ်တရားမှာပြန်တွေ့ပါမယ်